စင်ပြေတဲ့လူတွေမဆနိုင်မယ်လို့ထင်တဲ့သူတွေတော်တော်မျှော်ကြည့်တတ်တယ်အဲ့ဒါမကောင်းဘူးအဲ့ဒါတင်းဒုက္ခတင်ရှာတဲ့ဖွဲ့တယ်မှတ်တာဒါပေမဲ့တဲ့ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းသောထာဝရဘုရားထံတော်မှာပဲမဆခြင်းဟာပေါ်ထွက်တယ်တဲ့တကယ်တော့တကယ်မဆခြင်းဆိုတာမှတ်တာဘုရားခင်စီရပဲလာတယ်အခုနကျွန်တော်ပြောသွားတဲ့ provision ဆိုတဲ့စကားမဆခြင်း provision ကဘာလဲအဲ့ဒီမဆခြင်းဆိုတာဘသူတွေအတွက်လဲသိလားဂတိတော်ဆွဲလန်းတဲ့သူအတွက်ပဲမဆခြင်းလာတယ်ဂတိတော်ကိုဆွဲလန်းတဲ့သူပြောဘာကိုဆွဲလန်းတာလဲကျွန်တော်တို့မှာဘာရှိလဲဂတိတော်ဖျားပေးထားတယ်ဘာပေးထားလဲဂတိတော်ဘယ်မှာလဲဆရာတဲ့ကျမ်းစာထဲမှာမဖတ်ဖြစ်ဘူးဆရာရဲ့အဲ့ဒါဆိုတော့နေဘာမှမဆချင်းဆိုင်မမျှော်တော့နဲ့ပြီးပြီရေဆိုင်ရေတွင်းထဲမှာရေသွားခတ်တောက်ရတယ်လို့ပဲသင်ဖခင်ရဲ့မဆချင်းလိုချင်ရင်ဖခင်ရဲ့ဂတိတော်ကိုဆွဲလန်းမှုလို့တယ်ဖခင်ဂတိတော်ဘယ်မှာရှိလဲကျမ်းစာထဲမှာရှိတယ်ကျမ်းစာထဲဂတိတော်တွေကိုကိုကစာအုပ်ထဲမှာမှတ်ပြီးအဲ့စာအုပ်ထဲအရာအလွတ်ကျက်ဘယ်တဲ့ထည့်ရမလဲရင်ပတ်ထည့်ပြီးတော့အဲ့ဒါအတိုင်းဖြစ်လာမယ်လို့သင်နေ့တိုင်းဝန်ခံကြွေးကြော်ပြီးတော့မှကျေးဇူးတော်ချီးမွမ်းရင်မကြခင်မှာဖယားသခင်ကကောင်းကင်မြေကြီးမတည်တော့လဲငါစကားတည်မယ်လို့ပြောတဲ့ဖယားကအတည်ပြုပေးလိုက်မယ်လုံးဝတရားရခိုင်လို့ကျွန်တော်အာမခံရတဲ့အဲ့ဒီဖယားကအာမင်ဆိုတော့ပြန်ပြောမယ်တင်းရဲ့ဘဝမှာဖယားမဆချင်ရင်ဘာပေးလဲအရင်ဆုံးဖယားကတင်းကိုမဆချင်ရင်ဘာပေးထားအခုပဲတင်းနေအခုမိန်တော့ဒုက္ခပဲနော်ဖယားသခင်ကတင်းကိုတင်းလိုအပ်တာကိုပေးချင်တယ်လေဒါမဲ့တင်းလိုအပ်တာကိုဖယားသခင်ကတေးလိုက်ပေးတယ်ဖယားမဟုတ်ဘူးဖယားကလက်လီအလုံးမလုပ်ဘူးလက်ကားအလုံးလုပ်တယ်ဖယားဩတင်းတို့သိနားလဲမှာတော့မဟုတ်လက်လီလက်ကားတိုင်းရင်သားတွေတချို့တိုင်းရင်သားနားဖယားသခင်ကတင်းကိုတနေ့ပန်းတီတစ်လုံးပေးချင်တယ်ဖယားမဟုတ်ဘူးဖယားကတင်းကိုပန်းတီအပင်လိုက်ပေးလိုက်ချင်တာလေအဲ့ဒီပန်းတီအပင်ပေးချင်တယ်ပန်းတီအပင်အိမ်နောက်ဖွေးမှာရှိမှတော့တင်ရသွားဝယ်စားစရာလိုသေးလို့လားလို့စားချင်ရင်အနောက်ဖွေးလေးကိုသွားပြီးတော့မှအသားလေးခူးစားလိုက်ရုံနဲ့ရတယ်မို့လားပန်းတီပင်မြင်ဘူးလားကျေးဇူးတင်တယ်မြင်ဘူးလားမမြင်ဘူးပန်းတီအပင်ကမြင့်မယ် तू ကအကိုင်းအခတ်တွေကဟိုဒီလိုအောက်ကိုကြာတဲ့အတွက်ကြောင့်ဒီလိုခူးစားလို့ရတယ်ဆရာတို့ကပန်းတီဝယ်မစားဘူးအဲ့ဒီပန်းတီခြံကြီးထဲကိုသွားပြီးတော့ तू ကပန်းတီခြံရှိတယ်လေပန်းတီခြံကြီးရှိတယ်အဲ့ဒီပန်းတီခြံမှာဘာလို့ ရလဲဆိုတော့အဝသွားစားလို့ရတယ် freeသူတို့လည်းအယံညံကောင်းတယ်ပန်းတီကိုဘလောက်အဝစားနိုင်မှာလဲပန်းတီအလုံးကြီးအကြီးဆိုတလုံးတော့မနေကုန်စားတယ်စီးပွားရေးကောင်းတယ်သူတို့ကဒါမဲ့ပန်းတီခြံထဲမှာကြိုက်တဲ့လောက်စားတယ်သူတို့ကပြောလိုက်ပြီပန်းတီကိုဘလောက်စားနိုင်မှာလဲကိုလည်းအလကားဆိုတော့စွတ်စားကြည့်တာမရဘူးခေါင်းမှာကြိုက်လာတယ်ကြာတော့စားရင်နဲ့ဝိုင်းနဲ့လူကလည်းမောလာတာဆိုတော့အများကြီးလည်းမစားနိုင်တော့ဆိုတော့ဘာလုပ်တာလဲဆိုတော့အဲ့ဒီ तू ကအဲ့ဒီပန်းတီခြံကြီးပေါ့ကွာနော်အဲ့ဒီပန်းတီခြံထဲမှာ तू ကအဝစားတဲ့ပြီးကြရင်နဲ့ပြန်ဝယ်သွားတဲ့အဝဘယ်လောက်စားနိုင်မှာလဲတစ်လုံးပြန်ဝယ်သွားတာ10လုံး तू စီးပွားရေးပဲအဲ့ဒါတွေမကောက်တော့ပန်းတီယိုဆိုတာရှိတယ်ပန်းတီဂျမ်ဆိုတာရှိတယ်ဘာလဲပန်းတီဘာလဲapple cider vinegar ဆိုတာရှိတယ်အမျိုးကြီးပဲ तू ကပန်းတီနဲ့ပတ်သက်တဲ့အမျိုးစုံကိုတို့ကလည်းမျက်စိတွေ့တာနဲ့အကုန်ဝယ်စားချင်တဲ့တဘာဝပါလာတော့အလကားကျွေးလို့သွားစားမယ်လို့သွားလိုက်ပေမဲ့အများကြီးဝယ်ပြီးပြန်လာတာဆိုတော့ဖယားကတို့ကိုတနေ့တစ်လုံးပန်းတီပေးချင်တဲ့ဖယားမဟုတ်ဘူးဖယားကမျိုးစေ့ပေးလိုက်တာဖယားဘာပေးလဲဖယားကမျိုးစေ့နဲ့အလုပ်လုပ်တယ်ဖယားကဘာနဲ့အလုပ်လုပ်လဲဖယားမျိုးစေ့နဲ့အလုပ်လုပ်တယ်ဖယားကမျိုးစေ့ပေးလိုက်တယ်ဘာမျိုးစေ့လဲပန်းတီမပေးဘူးပန်းတီမျိုးစေ့ပေးလိုက်တာမျိုးစေ့ကိုသင်ပါလို့ရလဲစိုက်ရတယ်စိုက်တော့ဘာဖြစ်လဲ
အချိန်တန်တော့အပင်ပေါက်ပြီးတော့အသီးတီးတော့တစ်လုံးတီးလာပန်းတီးတပင်ကတစ်လုံးတီးတာမဟုတ်ဘူးအလုံးပေါင်းမြောက်များစွာတီးတာတပင်ကိုဆိုရင်ယာနဲ့ချီတီးတာနော်စဉ်းစားကြညီကိုမောင်မတို့ဖယားကအဲ့လိုဖယားမျိုးကျွန်တော်တို့ကသွား